ဘဝမှာတစ်ခါပဲအသက်ရှင်ရတာဟုတ်တယ်နော်အဲ့တစ်ခါအသက်ရှင်တဲ့အချိန်မှာကျွန်တော်တို့ကဘာနဲ့အသက်ရှင်ရတာတော့ဒီခန္ဓာကိုယ်ကြီးနဲ့ကျွန်တော်တို့အသက်ရှင်ရတာပါဆိုတော့ဒီခန္ဓာကိုယ်ကအရေးမပါဘူးလားပေါ့နော်စဉ်းစားကြည့်ကျွန်တော်တို့ကအခုချက်ချင်းဟိုတစ်ခုဖြစ်သွားရဲဆိုပါစို့အေးရပေါ်လဲသွားတယ်ဆိုရင်မိတ်ဆွေရဲ့အိမ်မက်တွေမိတ်ဆွေရဲ့ဘဝပေါ်မြင်ထားတဲ့အမြင်တွေဒါတွေအားလုံးကချက်ချင်းပြောင်းလဲမသွားဘူးလားချက်ချင်းကိုပြောင်းလဲသွားမှာမိတ်ဆွေဖျားသွားရင်တော့မှမိတ်ဆွေစိတ်တက်ကြမသွားဘူးလားရမ်းဖျားသွားတဲ့ခါကျရင်ဒီလောကကြီးကကိုယ်နဲ့တော့မသက်ဆိုင်တော့ဘူးလို့တော့မိတ်ဆွေခံစားရင်လည်းခံစားဘူးလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီဘဝမှာအသက်ရှင်တဲ့အချိန်မှာဒီခန္ဓာကိုယ်ကအဓိကကိုကဒီကနေတစ်စစ်နေထိုင်ရတာဖြတ်သန်းရတာဖြစ်တဲ့ကြောင့်မလို့ဒီခန္ဓာကိုယ်ကကိုယ့်ရဲ့မီဒီယာကြားခံအရေးကြီးဆုံးအရာတစ်ခုဖြစ်တယ်ဆိုတာကိုလုံးဝမေးလိုက်လို့မရအောင်အဲ့ဒီတော့ကြောင့်မလို့ဒီခန္ဓာကိုယ်အတွက်ကျွန်တော်တို့တွေဦးစားပေးပြီးတော့မှလှုပ်ရှားရှည်ရလေးတွေလုပ်ပေးတင်တာပေါ့နော်ဒါပေမဲ့ဒီခန္ဓာကိုယ်ပဲချိန်လို့ကိုကဦးစားပေးပြီးတော့မှကျန်တဲ့ကိုယ့်ဘဝတလန်းတွေမလုံနေဘူးဆိုရင်လည်းစာရေးတောက်ရေးအဆင်ပြေမနေဘူးဆိုရင်လည်းဒီခန္ဓာကိုယ်မလုံနိုင်ဘူးခန္ဓာကိုယ်ကျန်းမာခြင်းကောင်းစားကောင်းအိတ်ကိုလည်းနားချိန်ပေးဒီလိုလေးအချိန်ပေးနိုင်မှဒီလိုလေးပစ္စံလေးသုံးနိုင်မှရတယ်လို့ပစ္စံလေးရှိတဲ့ခါကျမှလည်းဒီခန္ဓာကိုပြန်လုပ်လို့ရတာဒီခန္ဓာကိုပြန်သုံးပြီးတော့မှပစ္စံပြန်ရှာပြီးတော့မှဒီခန္ဓာကိုပြန်သုံးဆိုတော့အဲ့လိုလေးပေါ့နော်နည်းနည်းလေးကျွန်တော်တို့နှစ်ဖက်မျှပြီးတွေးမှရမှာမို့ရင်တော်တော်များကျမ်းမာရေးကိုနောက်ဆုံးအောက်ဆုံးထိပြစ်ချပြီးတော့မှတင်းုံကလေးပေါ်ရောက်ပြီဆိုမှငါကျမ်းမာနေတော့ငါလှုပ်ရှားနိုင်တော့ငါလေ့ကျင့်ငယ်လုပ်ခဲ့ရမှာငါ view site ခဲ့ရမှာဆိုပြီးတော့မှအဲ့ခါမှနောင်နာရမယ်ဆိုရင်လည်းဒါနောက်ကျသွားပြီပေါ့နော်ကျွန်တော်ကုသိုလ်ရေးလှုပ်ချင်တာပဲဖြစ်ဖြစ်ဘဝရဲ့ human chat တွေအများအကျိုးဆောင်ချင်တာပဲဖြစ်ဖြစ်တခုလှုပ်ချင်တာဖြစ်ဖြစ်ဒီခန္ဓာကိုယ်ကကျမ်းမာနေမှာဒါတော်တော်လေးကိုဘဝကနေပြောတာပေါ့နော်ဘဝ quality လေးကောင်းလာမှာမြင်တောင်ပြချင်တာပါလဲဆိုတော့ကိုယ်ခန္ဓာကိုယ်ကိုဒါ view site ချင်တဲ့ခါကျရင်အမြဲတမ်းလဲ view site ဆရာတော့မလိုပါဘူးဒါပေမဲ့ဘယ်လို view site ရမလဲကွာသိရမှာဘယ်လိုလေ့ကျင့်ခန်းလေးလုပ်ပေးရမလဲဘယ်လိုအစားအသောက်တွေကစားပေးရမလဲအိတ်ဆက်ချင်းဆိုတာရောကိုဒီအကျင့်တွေရအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတော့အဲ့လိုမြင်အောင်ကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာချက်ကြည့်လိုက်ပါကျွန်တော်ရဲ့ဘဝအချိန်တွေပေါ့နော်အဲ့မှာကောင်းတဲ့အချိန်ရှိမယ်ကိုအရန်လှုပ်ရှုပ်ပြီးတော့မှကိုကျမ်းမာရေးမလိုက်စားတဲ့အချိန်လည်းရှိမယ်ပြီးရင်ပြန်ကောင်းတဲ့အချိန်လည်းရှိမှာမိတ်ဆွေရဲ့ဘဝတစ်လျှောက်လုံးကိုအသက်20ကနေမှအသက်60လောက်ထိကိုဒီလိုမျိုးကိုမှအားလိုက်ဖြတ်တန်းသွားနေရမယ်လို့မိတ်ဆွေကြံမြင်လိုက်ပါဒီခန္ဓာကိုယ်ကိုတကယ်လို့မိတ်ဆွေကလုံးဝပြစ်ထားခဲ့တဲ့ခါကျရင်အသက်40ကျော်60လောက်မှမိတ်ဆွေပြန်ပြီးတော့မှစမယ်ဆိုရင်အဲ့ခါကျရင်အရင်နောက်ကျသွားရင်မိတ်ဆွေဘာမှလုပ်လို့မရအောင်တချို့လည်းကံကောင်းပါတယ်ကျင်းကောင်းတဲ့အတွက်ကြောင့်မလို့ဒါမှမဟုတ်ဒီကြားထဲမှာလည်းကိုယ့်ရဲ့စားတောက်တဲ့ပုံစံလေးအနေငယ်ထိန်းတဲ့အတွက်ကြောင့်မလို့တော့သူ့နဲ့သူတော့မထိန်းတဲ့သူတဲ့ဆိုင်ရင်တော့ကိုယ်ကျန်းမာတာပေါ့နော်နည်းနည်းလေးပို့ပြီးတော့မှတောင်းမြည်ရဲပေါ့နော်ဒါပေမဲ့ကိုကလုံးဝပြစ်ထားခဲ့ဆိုရင်အဲ့လောက်အချိန်ကြာကြီးပြစ်ထားဆိုရင်ကိုယ့်ရဲ့အချိန်တွေမကောင်းဘူးကျွန်တော်အကြံပေးချင်တာတက်နိုင်အများကျွန်တော်တို့တွေကိုအားတဲ့ချိန်လေးမှာတက်နိုင်အများကျန်းမာအောင်လေးပို့ပြီးဦးစားပေးစားလိုက်လေ့ကျင့်ခန်းလေးလုပ်ပေးလိုက်အဲ့လိုလေးဖြတ်တန်းလိုက်ဒီမအားတဲ့ချိန်ကြာရင်လည်းစိတ် guilty ဖြစ်မနေနဲ့ခဏလွတ်ထားလိုက်အဲ့လိုပေါ့ပြန်ပြီးအားတဲ့အချိန်ကျရင်ပြန်လှုပ်လိုက်အဲ့လိုမျိုးကျွန်တော်တို့ပေါ့နော်ဒီ graph လိုမျိုးပဲတက်လိုက်ကြလိုက်လေးနဲ့ကြာလိုက်ခါကျရင်ကျွန်တော်တို့ကတပွားလုံးကိုအချင်းချုံလိုက်တဲ့ခါကျရင် equation လာကျွန်တော်ပြန်နှုတ်လိုက်တဲ့ခါကျရင်လုံးဝမလုပ်ခဲ့တဲ့လူကဘာ point မှရမှာမဟုတ်ဘူးတကယ်လို့လုပ်ခဲ့တဲ့သူက100မှာကိုယ့်ဘဝမှာ90%လောက်ကဟိုလှုပ်ဖြစ်ခဲ့တဲ့ဆိုလဲသူများတက်ပူပြီးတော့မှကျမ်းမာနေမှာပေါ့နော်ဒီလိုလေးမြင်စေချင်တာအဲ့တော့ကိုယ်ကျမ်းမာရေးကိုလိုက်စားဖို့အတွက်ဆိုရင်အရင်ကြီး pressure မထားပါနဲ့ဒီတစ်လားလောက်ငါစူးစမ်းလိုက်မယ်တစ်လားလောက်ငါဝေးချလိုက်မယ်တစ်လားလောက်ငါအစားအသောက်လေး queue ဆိုင်လိုက်မယ်ဆိုတာမိတ်ဆွေရဲ့ဒီတပွားလုံးနဲ့ရှင်လိုက်အဲ့တစ်လားဆိုတဲ့အချိန်လေးဘာမှမဟုတ်ဘူးအဲ့ဒီတော့ကြောင့်မလို့တစ်လားနဲ့ pressure လည်းမပေးပါနဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်ရီမှန်းချက်ကတဘွားလုံးကျမ်းမာခြင်းတယ်ဆိုရင်ခုနကျွန်တော်ပြောသလိုကိုအားတဲ့ချိန်တိုင်းမှာကိုလှုပ်ပါမယ်ဆိုတဲ့စိတ်လေးဆုံးဖြတ်ထားပြီးရင်ဘာလုပ်ရမလဲဆိုတာကိုသိဖို့လိုတယ်ဆိုတော့တကယ်လို့မိတ်ဆွေအနေနဲ့ဘာလုပ်ရမလဲမသိဘူးဆိုရင်တော့ကြာခင်ကြာရင်စတော့မယ်ဝိတ်ချတင်တန်းလေးမှာပါဝင်ကြည့်ပါဒီမှာဆိုရင်ကျွန်တော်လေ့ကျင့်ခန်းလုံးလေးတွေအိမ်မှာဘယ်လိုလုပ်ရမလဲဆိုတာတွေကျွန်တော်တို့ပြပေးတယ်။ဒါအရင်ထောက်ထားလို့မျိုးမလုပ်ပါနဲ့။တနေ့မြပိုင်အားလေးတွေတန်းနဲ့ရအောင်စံသားချောက်ကိုဆူထားပြီးရင်ဒီကိုလမ်းတာနော်။အောက်ထက်ကိုလမ်းတာမဟုတ်ပါဘူး။လက်ရဲ့အပြင်ဘက်ကိုအရှင်းအကြည့်မယ်ဆိုရင်အောက်မှာပဲဆော့ခုံနေပဲဆော့ဒီအပြင်ကိုလမ်းအပြင်ကိုလမ်းမှထားတဲ့ခါကျရင်လွယ်မှာပြီးအစားတောက်တဲ့ပုံစံလေးတွေလည်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်တယောက်ပြီးတယောက်ဒါတွေကိုလေ့လာပြီးတော့မှကိုယ့်ဘဝရဲ့ lifestyle လေးပူပြီးပြောင်းလဲသွားတဲ့အချိန်ကောင်းတဲ့အချိန်မှာမိတ်ဆွေကြံမနေခဲ့ဖို့အတွက်ခုဒီဗီဒီယိုမှာပါတဲ့ link လေးကိုနှိပ်ပြီးတော့မှဝင်ရောက်ပြီးတော့မှဖတ်ရှုကြည့်လိုက်ပါတခြားဖတ်ရှုကြည့်လိုက်ပါမိတ်ဆွေတွေကောင်းကျိုးတွေကြီးပဲရဖို့အတွက်ကျွန်တော်တို့စီစဉ်ထားပါတယ်